မင်္ဂလာပွဲ6ပွဲဆောင်ပြီးမွေးသွားလို့စပွန်ဆာအကူအညီနဲ့အခုလိုနဲ့ဇက်ဘက်ကိုဟန်နီမွန်းထွက်ခဲ့လို့လူပြောများနေတဲ့ငယ်စဉ်အတွဲလေးမင်္ဂလာဆောင်ပြီးတာတော့ငယ်စဉ်အတွဲလေးရဲ့ကြက်ကတော့အခုတိမပြီးသေးပါဘူးနော်အဲ့ဒါကတော့မင်္ဂလာပွဲကြီး6ပွဲကိုကြီးကျယ်ခမ်းနားစွာဆောင်ခဲ့ပြီးတော့ပတ်စံမရှိတော့လို့ဟန်နီမွန်းမထွက်တာလားဒုတိယနေ့ကြီးဦးတို့ဇုံတွေဖြစ်နေတာလားဆိုတဲ့အထိထင်မြင်ချက်မျိုးစုံပြောဆိုနေကြတဲ့အထိပါပဲရှင်အမှန်တကယ်ကတော့စူပီရောမင်းသားကျော်ဟင်းဝင်ရောကမင်္ဂလာပွဲမှာတိုင်ငင်ကလေးကလက်ခံထားတဲ့အလုပ်တွေမပြတ်သေးတာကြောင့်မင်္ဂလာပွဲပြီးပြီးကျင်းမှာဟန်နီမွန်းမသွားနိုင်ခဲ့ပါဘူးတချို့အမှုပညာရှင်တွေကတော့အောင်မြင်ကြော်ကြားချိန်မှာလက်ထပ်လိုက်တဲ့ဆိုရင်စမ်းကြသွားပြီးတော့အမှုပညာလောကမှာနေရာမရတော့ပေမဲ့ငယ်စဉ်ဇနီးမောင်နှံကတော့အဲ့ဒီလိုမဟုတ်ပါဘူးမင်္ဂလာဆောင်ပြီးမှဇက်တိုက်ပွဲတွေတက်ရောက်နေကြရတယ်လို့စူပီသစဉ်ဆိုရင်သူပါဝင်ရိုက်ကူးထားတဲ့ရုပ်ရှင်စကားကြီးကလည်းမကြမီမှာယုံတင်ပြသတော့မှဖြစ်တဲ့အထိပို့ပြီးတော့အောင်မြင်လာနေပါတယ်အစမှပြောခဲ့သလိုမင်္ဂလာပွဲ6ပွဲကိုအကြီးကျယ်ဆောင်လိုက်လို့ပတ်စံမရှိတော့မယ့်အနေအထားမျိုးလည်းမဟုတ်ပြန်ပါဘူးနော်အကယ်ဒမီဆိုဗီယက်ဆိုရင်လည်းမြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးကျော်တလက်ဖြစ်သလိုဟင်းဝရံတို့မိဘတွေဆိုတာကလည်းလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ဒိတ်ဒိတ်ကျဲချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေဖြစ်ပါတယ်။နှစ်ယောက်စလုံးကထိပ်တန်းအမှုပညာရှင်တွေဖြစ်နေကြတာကြောင့်စပွန်ဆာပေးခြင်းကြလို့ကမ်းလှမ်းကြတဲ့လုပ်ငန်းရှင်တွေဆိုတာကလည်းအများကြီးပါပဲ။ဒါကြောင့်လည်းဒီမင်္ဂလာပွဲ6ပွဲကိုများသောအားဖြင့်တော့စပွန်ဆာတွေနဲ့ပြုလုပ်ခဲ့တာကများပါတယ်ရှင်။အခုတော့ငယ်စဉ်ဇနီးမောင်နှံလေးကဟန်နီမွန်းကိုလည်းစပွန်ဆာနဲ့ထွက်ခဲ့တာကြောင့်ပြည်သက်တွေကြားမှာတော့ပြောစရာဖြစ်ခဲ့ရပါတယ်။ဟန်နီမွန်းအတွက်ခီးစဉ်အားလုံးကိုတော့လက်ကီးထမ်းဝင်းစိန်ဆိုင်ပိုင်ရှင်ဦးကျော်ကအကုန်ကြခံပြီးတော့ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။ဦးကျော်နဲ့ငယ်စဉ်စုံတွေလေးကတော့ဟိုအရင်ကတည်းကစီးပွားရေးပါတနာတွေလို့တော့မှပြောလို့ရပါတယ်။ဦးကျော်တို့ရဲ့ဆိုင်ဖို့ပွဲတိုင်းကိုငယ်စဉ်စုံတွေလေးကတက်ရောက်အားပေးခဲ့ပြီးတော့အရန်ရင်းနှီးတဲ့ဆက်ဆံရေးရှိကြပါတယ်။ငယ်စဉ်စုံတွေချစ်သူတွေပါလို့လူတွေမသိခင်ကတည်းကဦးကျော်တို့ကငယ်စဉ်အတွဲကိုသဘောတူခဲ့ကြတာဖြစ်ပြီးတော့လက်ထက်မယ်ဆိုရင်လည်းသူများနဲ့မတူတဲ့လက်ဖွဲ့ကြီးပေးမယ်လို့လည်းပြောခဲ့ကြတဲ့အထိပါအခုအမှန်တကယ်ငယ်စဉ်စုံတွေလေးလက်ထက်သွားတဲ့အချိန်မှာတော့သူတို့ခရီးအတိုင်းသူများလက်ဖွဲ့တွေနဲ့မတူပဲဟန်နီမွန်းအတွက်လန်တက်ရှောင်းလုံးသုံးသမျှစားသမျှကုန်ကြစစ်အကုန်လုံးကိုကြခံပေးခဲ့တာဖြစ်ပါတယ်ဦးကျော်လိုက်ပို့ပေးတဲ့ငယ်စဉ်စုံတွေလေးရဲ့ဟန်နီမွန်းကတော့လာအိုမြန်မာထိုင်းရွှေတရိကန်နယ်မြေကိုဟန်နီမွန်းထွက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီဟန်နီမွန်းမှာတော့ဦးကျော်တို့မိသားစုကအတူတူလိုက်ပါလာခဲ့တာကိုတွေ့ရပါတယ်ရှင်။အဲ့ဒီအတွက်ငယ်စဉ်အတွဲလေးကတော့အရန်ပျော်ရွှင်နေသလိုဦးကျော်ရဲ့ဘယ်သူနဲ့မှမတူတဲ့လက်ဖွဲ့အတွက်လည်းကျေနပ်နေကြရမှာပါ။ဟန်နီမွန်းခီးကိုတောင်စပွန်ဆာနဲ့တွားရတဲ့အထိငယ်စဉ်အတွဲလေးရဲ့ကန်ဆယ်မှုကြီးကတော့တကယ်ကိုအံ့ဩစရာပါပဲနော်။ဒါပေမဲ့တချို့တွေကတော့ပတ်စံမရှိတော့လို့ဟန်နီမွန်းတောင်သူများအကူအညီနဲ့တွားရတယ်ဆိုပြီးတော့ဝေဖန်ထိုးနှက်ချက်တွေရှိပေမဲ့ငယ်စဉ်အတွဲလေးရဲ့လူချစ်လူခင်ပေါ်များမှုဆိုတာကတော့ညှင်းလို့မရတဲ့အချက်ပါပဲရှင်။ဒါမှလက်ဖွဲ့ပစ္စည်းအကြီးကြီးတစ်ခုပေးလိုက်ရင်လည်းရပါမယ်။ငယ်စဉ်အတွဲလေးပေါ်မှာထားတဲ့ဦးကျော်တို့ရဲ့ခင်မင်ရင်းနှီးတဲ့စရင်ကြောင့်သာဒီလိုမျိုးလုပ်ပေးနိုင်တာဖြစ်ပါလိမ့်မယ်။ပြီးတော့လေဦးကျော်ကသူ့ရဲ့ဂရိတီကျင်တာလည်းပါပါလိမ့်မယ်ရှင်။ဒါကြောင့်ပြည်သက်ကြီးတို့ရောနေဆက်ဘက်ကိုသူများအကူအညီနဲ့ဟန်နီမွန်းထွက်ခဲ့တဲ့ငယ်စဉ်အတွဲလေးအပေါ်မှာဘယ်လိုများထင်မြင်မိကြပါလဲ။ဝေဖန်မှုတွေများစွာခံရတဲ့ငယ်စဉ်အတွဲလေးအတွက်ဘာများပြောချင်လဲဆိုတာကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်။